အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဝမျှပေးချင်တာလေးကတော့စီးကျိုယောဂရှိရင်ဘယ်လိုစားတောက်နေထိုင်ရမလဲဆိုတဲ့အကြောင်းအရာကိုဝမျှပေးချင်တာပဲဖြစ်ပါတယ်ရှင်စီးကျိုယောဂဆိုတာသွေးထဲမှာတကြားတဲ့အချိုတက်တွေလွန်ကဲနေတာပဲဖြစ်ပါတယ်ရှင်သွေးထဲမှာအချိုတက်ဘာလို့များလဲဆိုတာအင်ဆူလင်ဆိုတဲ့ဟော်မုန်းကခန္ဓာကိုယ်ထဲမှာပုံမှန်အလုပ်မလုပ်လို့ပဲဖြစ်ပါတယ်ရှင်အဲ့ဒီတော့စီးကျိုသွေးကျိုဖြစ်နေပြီဆိုရင်သွေးထဲမှာအချိုတက်မများအောင်စားတောက်နေထိုင်ရမှာပဲဖြစ်ပါတယ်ရှင်ချိုတဲ့အစားအသောက်တွေကိုတဏ္ဍာတမျှရှောင်ရပါမယ်။တခြားတဲ့ပါတဲ့အစားအသောက်တွေကိုလည်းရှောင်ရပါမယ်ရှင်။အဲ့ဒီမှာတိတ်မတိတာပဲနဲ့သွေးထဲမှာအချိုတက်တက်သွားစေတဲ့အစားအသောက်တွေကိုတတိမထားမိတတ်ကြပါဘူးရှင်။ခြုံငုံပြီးပြောရရင်တော့စံဂျုံပြောင်းအုပ်စုဟာအလို့အမင်းစားရင်သွေးတွင်းတကြားတက်စေနိုင်ပါတယ်ရှင်။ဒါကြောင့်ထမင်းလျှော့စားသင့်ပါတယ်။ထမင်းဟာအစာအိမ်ထဲကနေတကြားတဲ့အဖြစ်သွေးတက်ကိုရောက်သွားစေပါတယ်ရှင်။ဒါပေမဲ့လုံးဝထမင်းမစားဘဲလည်းမနေသင့်ပါဘူးရှင်။ပုံမှန်ထမင်း3နက်ကိုတင့်တော်မှန်ငယ်စွာစားခြင်းဖြင့်တခြားတက်ကိုထိမ့်ပေးရမှာပဲဖြစ်ပါရှင်။မနက်စာလုံးဝမစားခြင်းညစာလုံးဝမစားခြင်းများမပြုလုပ်သင့်ပါဘူးရှင်။ထမင်းစားဖို့ပြင်ဆင်တဲ့အခါထမင်းပကံရဲ့3ပုံ1ပုံကိုသာထမင်းထည့်ပြီး3ပုံ2ပုံကိုအသားငါအသီးရွက်တွေကိုစားပေးရမှာဖြစ်ပါရှင်။အသားကိုတဏ္ဍတမျှပူစားပေးရပါမယ်ရှင်။ပဲမျိုးမျိုးအသီးရွက်မျိုးစုံကိုတင့်လျော်သလိုစားပေးရပါမယ်။နေ့အနှစ်တွေနဲ့နေစားခြင်းကိုတတ်နိုင်သမျှရှောင်ခြင်းပါရှင်။စီကြောများကိုတတ်နိုင်သမျှရှောင်ပါ။ရေကိုသာများများတောက်ပေးပါရှင်။အချိုရည်များကိုတတ်နိုင်သမျှရှောင်ခြင်းပါရှင်။လက်ဆက်တဲ့အသီးနှံများကိုပုံမှန်စားနိုင်ပါရှင်။ချိုတဲ့ငှက်ပြောသည့်တရသီးတို့ဆိုရင်တော့စီကျိုထိနိုင်နေပါကအသင့်စားနိုင်ပါရှင်။အသီးနှံတွေကိုဒီတိုင်းသာစားသင့်ပြီးဖြော်ရည်လုံးမတောက်သင့်ပါဘူးရှင်။ဒါအပြင်မော်အမျိုးမျိုးကျုံနဲ့လှုပ်ထားတဲ့အစားအသောက်တွေကိုလည်းရှောင်ရပါမယ်ရှင်။ကျုံနဲ့ပြုလုပ်ထားတဲ့မိုးတစ်ခုကထမင်းတစ်ပတ်ကန်စားသလောက်အချိုတက်ပါဝင်ပါရှင်။ဒါကြောင့်ထမင်းကိုစံကြမ်းမစားခြင်းထမင်းမစားဘဲကျုံနဲ့လှုပ်ထားစားသောက်တွေစားခြင်းဟာလုံးဝမှားယွင်းတဲ့ယူဆများဖြစ်ပါရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။